ဒီရညီကမောင်မတို့ကိုလှုပ်ချင်တာလှုပ်တော့ကိုတော့ပို့တယ်မပြောနဲ့ဒီယောက်ျားဦးတဲ့ဆူတောင်းမဲ့ယူခဲ့တာကိုရောရေဘယ်လိုဒုက္ခနဲ့တွေ့ကြုံဟေးဆူတောင်းနေဆိုတာကမယူခင်တောင်းလေမယူခင်လက်မထက်ခင်တောင်းလေလက်ထက်ခံနေမှာအကုန်အစီအစဉ်ဆွဲမှဖျားခင်ဒီယောက်ျားကိုကောင်းကြီးပေးပါကောင်းကြီးပေးပါလို့ဆွဲမထဲနဲ့အကုန်စီစဉ်ပြီးမှမလုံနဲ့လေမစီစဉ်ခင်ကလေးကဖိတ်စာမရိုက်ခဲ့တဲ့ကိုတော့အလိုတော်မရှိရင်လေအသေးတွေစိတ်ချမဲ့ကွဲသားပါသေးဖြတ်ပြစ်ကိုတော့အပြက်ပြောရရမယ်ဟေးမဟုတ်အခုကဟေးခင်ဗျာကျွန်တော်ပြောမယ်ဖျားသခင်အလိုတော်တိုင်းသင်အသက်ရှင်ခြင်းသင်အလိုစံတောင်းဦးစားပေးတော့ဘယ်တော့မှစုမတောင်းနဲ့ပြောမယ်ဖြတ်ဖို့တော့ခတ်တာပေါ့ဆိုဘေးနားမှာလည်းတည်ရမလားကိုကိုတဲ့ဘယ်တော့မှမချန်ထားနဲ့နော်ညီမရဲ့ဘဝတစ်ခုလုံးတော့ဒီတန်ရောစီကျိုးတွေကခိုင်မစွာရစ်ပတ်နေတဲ့ချိန်မှာလေကပြပါဖွဲ့ပေးလိုက်မယ်ဟဲ့ဘလောက်ပဲခိုင်ဖျားလိုတော်ကိုရှာဘာဖြစ်လို့လဲဆိုတော့ဟေးလူရဲ့မေတ္တာဆိုတာခဏပဲညီကိုမောင်မတို့လူမေတ္တာဆိုတာလေခင်ဗျအိုးကြီးစားဘွားမှာဗာလဲနေကြစီကြိုက်တာလေမကြိုက်နဲ့ကိုသွားနာသွားမယ်မီးကြိုက်ပေးမယ်လုံးနေတာโอ้ลาลีเมียตัวรัวโอ้กูเย่အဲ့ဒါဘာငှက်လဲတဲ့ချစ်ရဲ့အချစ်ငှက်ပေါ်တဲ့အမဲလေလာမော်မှာသွားတာတွေ့တဲ့ငှက်ကိုတော့မှနာမည်မခေါ်နိုင်တော့ရင်ထဲမှာအချစ်တရားပြည့်တော့အချစ်ငှက်ခလေးတယောက်လောက်ရပြီးတော့မှလမ်းသွားတဲ့အချိန်မှာပဲကိုအဲ့ဒါဘာငှက်လဲခလေးတယောက်ရပြီဆိုအတန်ပြောင်းသွားတယ်ဇင်းရောလေမျက်နာဇင်းရောလေခလေး2ယောက်3ယောက်ရလဲရပြီးတော့အဲ့လိုဘိုက်ကလည်းတစ်လုံးထွက်နေကွာမိမတော့ကိုအဲ့ဒါဘာငှက်လဲအခုထိမသိသေးဘူးလားလက်ဒဟဲ့ဟေးလူမြတ်တာဆိုတာခေါင်းပါတယ်ကွအချစ်ငှက်ကလည်းလက်ဒဖြစ်တယ်ခမကျွန်တော်ပြောပြမယ်ဖယားသခင်ပေးတဲ့အရာမှန်မှဖယားသခင်ပေးတဲ့မိမမှန်ရင်3နှစ်လဲချစ်လို့မဝ4နှစ်လဲချစ်လို့မဝ5နှစ်လဲချစ်လို့မဝအိုး12နှစ်လဲချစ်လို့မဝ15နှစ်လဲချစ်လို့မဝအနှစ်20လဲချစ်လို့မဝပုံစံတော့ပြောင်းသွားမှာပဲပြောင်းသွားလဲချစ်နေမှာပဲပြောချင်တာခလေးမွေးပြီးရင်လူကတဘာဝနည်းနည်းလစ်တတ်တယ်လေဒါမဲ့ချစ်တယ်ဘာလို့ဖယားတင်ထားပေးတဲ့တဘိုးဖြစ်လို့အာမင်